အားလုံးပဲမင်္ဂလာပါခင်ဗျာကဲအားလုံးပဲမင်္ဂလာပါခင်ဗျာမေဂျာကြီးကြာပြီเนาะကိုဝန်ဒီနေ့မှာတော့မေဂျာကြီးကြာပြီဆိုပထမဆုံးအနေနဲ့ဗာပြောချင်တာလဲဆိုကိုလိုချင်တဲ့ကိုရှောက်ချင်တဲ့ကိုဝါသနာပါတဲ့မေဂျာကိုရာရဲ့ညီငယ်ညီမတွေအားလုံး congratulations ပါလို့ကိုဝန်ပြောချင်ပါတယ်အဲ့အတွက်တော့ဝမ်းသာပါတယ်နောက်တစ်ခုကကြာဘာအောင်ဆိုတော့ဒီမှာကိုကဒီမေဂျာကိုလိုချင်ပေမဲ့ဒီเจ้าကိုတချို့ကြတော့မေဂျာကတော့တူတယ်ပေါ့เนาะဒါပေမဲ့เจ้าကိုရွေးချယ်ခြင်းတဲ့သူတွေပေါ့เนาะကျွန်တော်ကဒီเจ้าကိုရှောက်တယ်ဒီเจ้าမှာဒီမီဂျာများနေတယ်ဘာလို့ဒီเจ้าမှာဒီမီဂျာကိုရလဲဆိုတော့အဲ့ဒါတွေကလေတော့တခါတလေမှာဒီပညာရေးဘက်ကကျတော့เจ้าတွေကိုမျှပေးရမျိုးရှိရဲအဲ့မှာကို့အမက်ကများနေရပါတော့အဲ့လိုများနေတဲ့အချိန်မှာကိုနမူနာလေးတစ်ခုပြရမယ်ဆိုရင်တချို့ဘယ်เจ้าသူလေးလည်းမသိဘူးမေးထားသူ့အမက်ကသူအမတ်များတယ်ပေါ့နော်အမတ်များတော့သူကမန္တလေးတက္ကသိုလ်ရှောက်တာမန္တလေးတက္ကသိုလ်ရဲ့ image မှာရှောက်တာ image ကိုရှောက်တဲ့အချိန်မှာသူတကယ်ဝင်ခွင့်ရလာမန်လေးတက်ကတူမရအောင်သူက UFL ကိုရသွားတယ်တဲ့ UFL ကိုUFL က image မှာရတယ်သူဘာလို့အဲ့လိုရရတာလဲအဲ့မှာမန်လေးတက်ကတူရဲ့ဝင်ခွင့်ကိုကြည့်လိုက်ချိန်မှာသူ့ထက်ကိုအမှတ်နည်းပြီမယ်ဘာလို့မန်လေးတက်ကတူဝင်ခွင့်ရလဲဆိုခုနပြောလို့ကိုကမန်လေးတက်ကတူရှောက်ထားနေမယ်ဟို UFL image မှာတော့လူမျှမျှချင်တဲ့သဘောမျိုးနဲ့ဒီလိုမျိုးပေါ့အကြောင်းတွေကိုခွဲပေးလိုက်တာမျိုးဖြစ်တယ်ပေါ့နော်အဲ့အတွက်ကတကယ်လို့ UFL မှာ image ရရင်တော့မှသူကနည်းနည်းဟိုစိတ်အားငယ်စရာတို့စိတ်ကုန်ခံစရာမရှိဘူး။ဘာကြောင့်လဲဆိုတော့ UFL ကလည်းကောင်းမွန်တဲ့တက္ကသိုလ်တစ်ခုထဲမှာပါတယ်ပေါ့နော်။ UFL ရဲ့ image ကလည်းကောင်းတဲ့နေရာမှာပါပါတယ်ခင်ဗျာ။ဆိုတော့ပြောချင်တာမေဂျာကတော့တူတယ်ပေါ့နော်။မေဂျာတူပေမဲ့ကျောင်းမတူတာကျောင်းမတူတဲ့သဘောမျိုးပေါ့။သူကဒီကျောင်းကိုလာခြင်းပဲဒီကျောင်းမှာမဖြစ်ဘူးပေါ့နော်။ခါဒီတက္ကသိုလ်တွေမှာဆက်ဆိုင်မှာတော့ဘယ်လိုကိုကဒီကျောင်းကိုရှောက်ချင်တဲ့ပုံစံမျိုးရှိတယ်။ဒါပေမဲ့နောက်တစ်ချိန်ကျရင်တော့ပျော်သွားတာမျိုးရှိတယ်။အဲ့တော့ကျတော့တခုပြောချင်တာအခုကိုဆိုရင်ကိုကမန်လေးတက္ကသိုလ်နေခံပုံစံမျိုးဖြစ်နေတော့ကျတော့တကယ်လို့အခုလောဆယ်တော့ကိုတို့မန်လေးတက္ကသိုလ်ကိုအခုလောဆယ်ဝင်ခွင့်ရတဲ့သူတွေအားလုံးလည်း congratulations ပါလို့ပြောချင်ပါတယ်ကိုတို့အားလုံးကြိုးဆိုဖို့အတွက်လည်းအဆင်သင့်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ညီညီမတွေအားလုံးလည်းပြည့်စုံပါစေပေါ့နော်ဒီအကြောင်းမှာတက်ရောက်တဲ့အတွက်အဲ့တော့ကျတော့အခုလောဆယ်မေဂျာကြီးနဲ့ပတ်သက်ပြီးတော့ဆိုရင်ဒါဘာမှပြဿနာဖြစ်စရာအကြောင်းတော့မရှိဘူးပေါ့နော်တကယ်လို့ကိုမရဘူးဆိုရင်လည်းနောက်တစ်ချိန်ကြာမှာပေါ့နော်နောက်ချိန်ဆိုတာတချို့ခါလေးကြတချို့ကြတော့အဲ့ဒီအကြောင်းတော့ကိုပြန်ပြီးတော့ရှာပေးမယ်ပေါ့နော်ဘယ်လိုလုံးဆိုတော့သူကဟိုဟာမျိုးပြန်လောက်တာမျိုးရှိရခင်ဗျမေဂျာပြန်ပြောင်းတာမျိုးရှိရကိုအတိထဲမှာတယောက်ကကြတော့ YUFL မှာရရပေါ့နော် YUFL image ကနေမှာတော့မန္တလေးတက္ကသိုလ်ရဲ့ image ကိုသူပြန်ပြောင်းလာခဲ့ရအဲ့လိုပြောင်းလို့ရတယ်အဲ့ဒါခါလေးမှာကိုမေဂျာမကြဘူးဆိုရင်တော့နည်းနည်းလောလောဆယ်ကြာရင်မေဂျာမှာပေါ့ငါဒီမေဂျာကြီးကြာနေကိုကကိုပြန်ဆုံးဖြတ်မယ်ငါဒီမေဂျာဆိုတော့တချို့ကြမေဂျာကတော့ကိုလျှောက်တဲ့အတိုင်းရရင်ကြောင်းပြောင်းသွားတဲ့သဘောပေါ့ကွာအဲ့ဒါကြတော့ငါဒီကြောင်းမှာတကယ်တက်မှာလားဒီကြောင်းရဲ့အကြောင်းတွေမင်းစုံစမ်းမယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ဒီကိုတို့လို academic advisor တွေ blog လုပ်ပေးထားရှိလားလိုက်စုံစမ်းကြည့်ဒီကြောင်းမှာတကယ်ပြောဖို့ကောင်းလားပြောဖို့ကောင်းတယ်ဆိုတာကိုတို့ကြောင်းဆိုကိုဆိုအမှန်တိုင်းပြောရကွာစာပေပွဲအများကြီးရှိရပြောဖို့ရှင်ပွဲဟုတ်လို့မရှိဘူးဥမာအားကစားဆိုကိုတို့ကကျမ်းမာရေးလောက်အတွက်ပဲလုပ်ရတယ်ကိုအားကစားနဲ့ပတ်သက်တဲ့ blog ကြီးလည်းတင်ထားပါတယ်အားကစားဆိုရင်အရင်ကြီးထဲထဲဝင်လောက်ရတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူ့ဉာဏ်နဲ့သူ့ချိန်ကလည်းဆိုတိတ်ပြောဖို့ကောင်းတာအဲ့လိုမျိုးရှိရဲအဲ့ဒါကြတော့ဒီမေဂျာဘာပဲဖြစ်ဖြစ်ဘယ်เจ้าမဆိုပေါ့ကိုရင်စုံစမ်းကြည့်ရောကိုဒီလိုအဆင်ပြေရဆိုရင်တော့သွားတက်ဖို့တော့ကိုအကြံပေးချင်ပါတယ်အနည်းဆုံးတော့ဒီနေ့အောင်တဲ့အားလုံးအတွက်ကိုဂုဏ်ပြုပါတယ်ဘာဖြစ်ဒီနေ့အောင်တဲ့သူအားလုံး congratulations ပါကိုအကုန်လုံးအတွက်ကိုဂုဏ်ယူပါတယ်ဝင်ခွင့်ရတဲ့အတွက်လည်းအကုန်လုံးရဲ့ကိုဝါသနာပါတဲ့လမ်းတွေကိုရှောက်လန်းနိုင်ပါစေခင်ဗျာနောက်ထပ်သိချင်တာရှိရင်ကိုကိုမေးသွားပါတော့ကိုတေချာစုံစမ်းပြီးတော့ပြန်ပြီး academic advisor ကိုတိတောက်လေးပြန် sharing လုပ်ပေးပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်